ရှင်လုကာအခန်းခုနှစ်တမှုရဲ့ယုံကြည်ခြင်းကြောင့်အသက်ချမ်းသာရသွားတဲ့အစီကံကြုံအကြောင်းကိုနားထောင်ကြည့်ရအောင်အရှင်ယေရှုလူတွေကိုတရားဒေသနာတွေဟောပြောပြီးတဲ့အခါကပေရနောင်မြို့ကိုကြွတော်မူတယ်အဲ့ဒီမြို့မှာတမှုတစ်ယောက်ရှိတယ်တမှုမှာအလွန်ချစ်တဲ့ကျွန်းတစ်ယောက်လည်းရှိတယ်အဲ့ဒီကျွန်းဟာဖျားနာပြီးသေလူနီးပါဖြစ်နေတယ်တမှုကအရှင်ယေရှုရဲ့အကြောင်းကိုကြားတဲ့အခါယူဒခေါင်းဆောင်တွေကိုကိုရော့စီဆေလို့ပြီးသူ့ကျွန်းရဲ့အသက်ကိုကယ်တင်ပေးဖို့တောင်းဆိုခိုင်းလိုက်တယ်အရှင်ယေရှုစီရောက်တဲ့အခါမှာသူတို့ကဒီတမှုဟာကျွန်တော်တို့လူမျိုးကိုချစ်ပြီးကျွန်တော်တို့အတွက်ဝိပုယျတရားစရက်ကိုစောင့်လုပ်ပေးတဲ့သူလည်းဖြစ်ပါတယ်ဒါကြောင့်သူ့ကိုကူညီပေးသင့်ပါတယ်လို့ကိုရော့ကိုအလေးအနက်တောင်းဆိုကြတယ်ဒီလိုနဲ့အရှင်ယေရှုဟာသူတို့နဲ့အတူကြွတော်မူတယ်တမှုအိမ်နဲ့မလှမ်းမကမ်းအနားရောက်တဲ့အခါတမှုဟာသူ့ရဲ့မိတ်ဆွေတွေကိုဆစ်လွတ်ပြီးတော့ဒီလိုပြောခိုင်းလိုက်တယ်အရှင်ကိုယ်တိုင်ကျွန်တော်အိမ်ကိုကြွလာမယ့်အခွင့်ကိုကျွန်တော်အနေနဲ့မခံယူထိုက်ပါဘူးဒါကြောင့်အပင်ပန်းခံပြီးကျွန်တော်အိမ်ကိုကြွမလာပါနဲ့ကျွန်တော်ကိုယ်တိုင်လဲကိုရော့ရှိကိုရောက်ထိုက်တဲ့သူမဟုတ်ဘူးလို့ထင်ပါတယ်ကိုရော့အမိန့်တော်တခွန်းသာရှိရင်ကျွန်တော်ရဲ့ကျွန်းဟာကျမ်းမာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကမင်းအာဏာအောက်မှာရှိတဲ့အတွက်ကျွန်တော်လက်အောက်မှာရဲမက်တွေရှိပါတယ်ရဲမက်တယောက်ကိုသွားပါလို့ပြောရင်သွားရတယ်တယောက်ကိုလာပါလို့ခေါ်ရင်လဲသူတို့လာရပါတယ်ကျွန်းကိုလဲဒါကိုလှုပ်ပါလို့ပြောရင်လှုပ်ရပါတယ်လို့တမှုကသူ့လူတွေကိုအရှင်ယေရှုစီရှောက်တင်စေတယ်အဲ့ဒီစကားကိုအရှင်ယေရှုကကြားတဲ့အခါမှာအယံအံ့ဩသွားပြီးအနောက်ကလိုက်လာတဲ့သူတွေကိုလှည့်ကြည့်ပြီးတော့ငါပြောမယ်ဒီလောက်ကြီးမားတဲ့ယုံကြည်ခြင်းမျိုးကိုဣသရေလလူမျိုးထဲမှာတော့ငါမတွေ့ဘူးသေးဘူးလို့မိန့်တော်မူလိုက်တယ်တမှုဆင်လွတ်လိုက်တဲ့သူတွေအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့တမှုရဲ့ကျွန်းဟာကျမ်းမာနေတာကိုတွေ့လိုက်ကြတယ်ဒါကတော့ရှင်လုကာအခန်း9အပိုက်ငယ်1မှ10အထိဖြစ်ပါတယ်